ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကျမအနေနဲ့ဧပြီလ10ရက်နေ့ကနေပြီးတော့ဧပြီလ12ရက်နေ့အတွင်းမှာဂျိုအနေထားတွေပေါ်မှာမူတည်ပြီးတော့เนาะကျမတို့ဆောင်ရန်ရှောင်ရန်ကိစ္စလေးတွေကိုပြောပြချင်လို့ပါရှင်ကျမရှိမှာမနက်2 နာရီရှိပါပြီကျမဒီ live ကိုလွှင့်ဖို့အတွက်ကျမမအိပ်ဖဲနဲ့ဒါစောင့်နေတာပေါ့နော်ပြီးတော့ကျမဒီနေ့ပဲတခြားထိုင်းတို့စင်ကာပူတို့ကကျမနဲ့ဗီဒီယိုကောပြောပြီးတော့เนาะဟိုဗီဒီယိုကောနဲ့ဘေးလင်ဟောပေးစရာရှိပါတယ်အဲ့ဒီကလေးတွေကိုလည်းကျမ request လုပ်ထားပါတယ်ဒီ live လေးပြီးမှကျမတို့ကိုဗီဒီယိုကောပေါ့နော်ဘေးရင်ဟောပြစီလို့ကျွန်မ request လုပ်ထားတော့သူတို့ကလည်းရတယ်ဆီယမမြန်မာဒီကိစ္စကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်အဲ့လိုကျွန်မကိုနားလည်ပေးကြပါတယ်အဲ့တော့ကျွန်မအနေနဲ့လဲเนาะဒါဧပြီလ10ရက်နေ့ကကျွန်မတို့အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်เนาะဘာကြောင့်လဲလို့ပြောရင်ဧပြီလ10ရက်နေ့မှာကျွန်မတို့ဂျူအပြောင်းလဲတွေရှိပါတယ်เนาะဒါကြောင့်ကျွန်မဧပြီလ10ရက်နေ့ကိုအခုလဲကကျမတို့ရေဒီယာတွေဂျူပြီးတော့လှုပ်ထားနိုင်ဖို့အတွက်ကိုကျမဒီ live ကိုလွှင့်တာပါပုံမှန်အားဖြင့်တော့ကျမက9ရက်နေ့ထိကျမရေဒီယာလေးကျမပေးထားပြီးပြီပေါ့နော်9ရက်နေ့ထိနေ့ကောင်းအခါကောင်းအကြောင်းနေကျမပြောပြီးပြီဒါပေမဲ့10ရက်နေ့ကိုကျမက6ရက်နေ့သို့မဟုတ်9ရက်နေ့ပေါ့နော်6ရက်နေ့ဆိုဒီနေ့ပေါ့9ရက်နေ့ကျမှကျမပြောရမှာပါဒါပေမဲ့10ရက်နေ့ဟာပြောမယ်ဆိုလို့ရှင်တော့ဂျူအပြောင်းလေးတွေရှိတယ်10ရက်နေ့ဟာရက်ကျန်းတရက်ဖြစ်တယ်ပေါ့နော်ဟိုစိတ်ပူရတဲ့ရက်တရက်ဖြစ်တယ်ဒါအပြင်မြန်မာနိုင်ငံမှာကျမတို့မြန်မာနိုင်ငံမှာလည်းသဘာဝဘေးတွေရှိနေတဲ့အပြင်ကိုเนาะလေမုန်တိုင်းလိုဟာမျိုးเนาะငလျင်လိုဟာမျိုးနောက်ပြီးတော့ကျမတို့လေစင်နှမောင်းလိုဟာမျိုးပေါ့နော်ဒါမျိုးတွေကြုံနိုင်တာရှိတယ်အဲ့ဒါကြောင့်ကျမဒီရက်ကိုဒီနေ့ပေါ့နော်ဒီ live ကိုစီစဉ်ရတာဖြစ်ပါတယ်ရှင်အားလုံးကိုစိတ်ပူစေလိုတဲ့စိတ်ဆန္ဒနဲ့ပြောခြင်းမဟုတ်ပါဘူးကြိုတင်ပြီးတော့ကာကွယ်စရာရှိတာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်ကျွန်မပြောတာပါနော်အဲ့တော့ဒီဧပြီလ10ရက်နေ့ပေါ့နော်ဒီမှာကျမတို့ဂျိုရီအကြောင်းကိုအရင်ပြောပါမယ်ကျမတို့ဒီမိန်ရာဒီမှာနော်ခုလက်ရှိနေတာကတနင်္ဂနွေဂျိုလည်းရှိတယ်တနင်္ဂနွေဂျိုဆိုတာလည်းပါပဂျိုဖြစ်တယ်နော်ယာဟုလည်းရှိတယ်စနေလည်းရှိတယ်ပါပဂျို3လုံးရှိတဲ့အပြင်ကိုနော်ဗုဒ္ဓဟူးဂျိုနဲ့တောက်ကြဂျိုလည်းရှိနေတယ်ပေါ့နော်အဲ့တော့ဗုဒ္ဓဟူးဂျိုက retro သွားနေတာကနေပြီးတော့ဗုဒ္ဓဟူးဂျိုကဧပြီလ10ရက်နေ့မှာသူကပြန်ပြီးတော့တမပြန်သွားမယ်ဆိုပြောင်းပြီးတော့သွားမှာပေါ့နော်အဲ့လိုပြောင်းပြီးတော့သွားမယ်ဆိုရင်လေစိတ်ပူပါတယ်ဘာကြောင့်လဲလို့ပြောရင်ဗုဒ္ဓဟူးဂျိုရဲ့သဘောကနော်ပါပဂျိုတွေနဲ့ပေါင်းတယ်ဆိုရင် तू ကပါပဂျိုတွေကိုပါပဂျိုလိုမျိုးအားပေးတယ်ပေါ့နော်တောမဂျိုတွေကောင်းတဲ့ဂျိုတွေနဲ့ပေါင်းရင် तू ကကောင်းတဲ့ဘက်ကို तू ကအားပေးတယ်အခုသူ့နာမှာရှိနေတာကဗုဒ္ဓဟူးဂျိုနာမှာရှိနေတာကတနင်္ဂနွေရှိနေတယ်ပါပဂျိုဖြစ်တဲ့တနင်္ဂနွေရှိနေတယ်ပြီးတော့စနေဂျိုရှိနေတယ်ယာဟုဂျိုရှိနေတဲ့အတွက်ဒါတွေဟာကျမတို့စိုးရင်ရမယ့်အနေအထားမှာရှိတယ်ပေါ့နော်ဒါဘေးရင်အရာဆိုလို့ရှိရင်တော့ဒါအပြင်အင်္ဂါဂျိုဟာနော်ဧပြီလ3ရက်နေ့မှာကြာသပတေးနေ့ပေါ့နော်ကြာသပတေးနေ့နနက်2 နာရီ 28 မိနစ်မှာသူကမေထုံရာသီကနေပြီးတော့ကရကတ်ရာသီကိုသူကပြောင်းသွားတယ်အဲ့လိုပြောင်းသွားတဲ့အတွက်ကောင်းတယ်လို့နော်ပြောနိုင်ပေမဲ့လေသူဟာဘာနဲ့ဟိုအင်္ဂါဂျိုအပြောင်းနေဟာကျမတို့နော်ကျမတို့လိုတိုင်းပြည်မြန်မာနိုင်ငံအတွက်ကတော့အင်္ဂါဂျူဟာလေကျမတို့ကဂယူးဆိုင်ရတဲ့ဂျူထဲမှာပါတယ်ပေါ့နော်အဲ့တော့သူကဟာဒါတော့ကောင်းတယ်လို့ဟိုပြောလို့ရတယ်လို့ပဲเนาะတချို့ကိစ္စတွေမှာလည်းအခုလိုကာလတွေမှာလည်းဒါကိုဂယူးဆိုင်ရမယ်အနေထားရှိတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုဂျူအပြောင်းလဲတွေကြောင့်ဧပြီလ10ရက်နေ့ကနေ12ရက်အတွင်းမှာကျမတို့ကြုံနိုင်တဲ့ကိစ္စတွေကိုပြောမယ်ဆိုရင်ရာသီဥတုဟာပို့ပြီးတော့ပြင်းထန်လာမယ်ပူတယ်ဆိုလို့ရှိရင်လည်းအရန်ပူမယ်ပြောမယ်ဆိုလို့ရှိရင်တော့ရာသီဥတုကမိုးကြီးနိုင်တယ်ရေရှမ်းနိုင်တယ်မြေပြိုနိုင်တယ်ဒါမျိုးကိစ္စတွေကြုံနိုင်တယ်
နော်ဒါကဘယ်ချိန်ထိကြုံနိုင်တာလဲသဘာဝဘေးကဘယ်ချိန်ထိရှိနေတာလဲလို့ပြောရင်ရာဟုနဲ့စနေနဲ့ထိတ်တိုက်တွေ့ကြတဲ့အချိန်ထိဒါဟာရှိနေနိုင်တယ်နော်အဲ့တော့ဒီကိစ္စသဘာဝဘေးကပြောမယ်ဆိုရင်တော့ဧပြီလတစ်လလုံးစိတ်ပူရတဲ့အနေအထားမှာရှိတယ်အဲ့ဒီထဲကမှဧပြီလ10ရက်နေ့နဲ့12ရက်နေ့ကတော့ပို့ပြီးတော့စိတ်ပူရတဲ့အနေအထားမှာရှိတယ်10ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲလို့ပြောရင်ဗုဒ္ဓဟူးချိုအပြောင်းလဲကြောင့်စိတ်ပူရသလို12ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲ12ရက်နေ့ကနေ20ရက်နေ့အတွင်းမှာရာဟုဂျိုနဲ့စနေဂျိုဟာ crossing ဖြတ်တော့အန်တာတစ်ခုထဲမှာသွားပြီးတော့ကြားတဲ့အတွက်ကိုစိတ်ပူရတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာရဲ့ဒီလိုမျိုးဂျိုအနေထားကြောင့်ကျမတို့ကြုံနိုင်တာတွေကဘာတွေကြုံနိုင်သလဲကြုံနိုင်တာလို့ပြောတာပါနော်လုံးဝကြီးကြုံမယ်လို့100%ကြီးကျမမပြောပါဘူးကြုံနိုင်တာဘာတွေကြုံနိုင်သလဲဆိုရင်ရာသီဥတုပို့ပြီးတော့ပြင်းထန်လာမယ်နော်မိုးကြီးတာတို့ရေရှမ်းတာတို့မြေပြိုတာတို့ငလင်ဆက်ပြီးတော့လှုပ်တာတို့နော်မုန်တိုင်းတိုက်တာတို့ဒါမျိုးတွေကြုံနိုင်ပါတယ်ဒါနံပါတ်1ပေါ့နံပါတ်2ကကျတော့ယောဂါတွေကြုံနိုင်ပါတယ်ဘာတွေလဲလို့ပြောရင်အဆုတ်နဲ့ပတ်သက်တဲ့နော်ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်နိုင်တယ်လေငန်းယောဂါတွေဖြစ်နိုင်တယ်နောက်အရေပြားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်နိုင်တယ်ဝမ်းနာလေနာတွေဖြစ်နိုင်ပါတယ်เนาะအဲ့လိုမျိုးယောဂါတွေကြုံရနိုင်ပါတယ်เนาะနောက်တစ်ခုကတော့ဒါကတော့စိတ်မကောင်းစရာကိစ္စပါเนาะဒါကတော့ကျမတွေးလိုက်တာဂျူရီအားတွေကိုကြည့်ပြီးတော့တွေးလိုက်တော့ကျမတော်တော်စိတ်မကောင်းဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့အကူအညီပေးနေတဲ့ကိစ္စတွေရက်တန့်သွားနိုင်တာကိုကျမတွေးတယ်ပေါ့เนาะအကူအညီပေးနေတာတွေအားလုံးရက်တန့်သွားနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒါကိုတွေ့တယ်အဲ့တော့ဒါဟာလည်းကျမမပြောချင်ဘူးဒါလည်းလေဒါပေမဲ့လည်းအဲ့ဒါတကယ်ကိုတွေ့နေတဲ့ဖြစ်တဲ့အတွက်ကိုဘယ်လိုပြောရမလဲပေါ့ဒီကာလမှာကျမတို့ခက်ခဲတဲ့အနေအထားတစ်ခုကိုကျမတို့အကုန်လုံးအတူတူဖြတ်တန်းကြမယ်ပေါ့နော်။ကုန်စည်နှုန်းတွေစားတောက်ကုန်တွေမတည်မငြိမ်ဖြစ်နိုင်တာလည်းတွေ့ရတယ်။နောက်တစ်ချက်ကစနေဂျိုနဲ့ရာဟုဂျိုရဲ့အနေအထားကြောင့်စေဝါးတွေပြက်လက်တာမျိုးကြုံရတတ်ပါတယ်။နောက်စားတောက်ကုန်တွေနော်အဓိကတော့ဈေးတွေအရန်ကြီးတက်သွားနိုင်တာကစေဝါးနဲ့ရေဈေးတွေတက်သွားနိုင်ပါတယ်ဒါမျိုးတွေကျမတို့ကြုံရနိုင်တယ်နောက်ဆန်စီစားဆေးပေါ့နော်ဒါတွေကလည်းဈေးအမြင့်ပိုင်းမှာရှိပြီးတော့တချို့လူတွေအတွက်ခက်ခဲနိုင်တာတွေတွေ့ရပါတယ်เนาะအဲ့တော့ဒီလိုကာလတွေမှာကျမတို့ဘာပဲပြောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်နဲ့ကျမတို့ဖြတ်တန်းကြမယ်ကျမအဲ့ဒါတော့ကျမမေတ္တာနဲ့ထပ်ပြီးတော့တိုက်တွန်းကြစေအဲ့တော့10ရက်နေ့ပေါ့နော်ဧပြီလ10ရက်နေ့ဟာနှောင်းတကူလာပြည့်ကျော်17ရက်နေ့ဧပြီလ10ရက်နေ့နှောင်းတကူလာပြည့်ကျော်17ရက်နေ့ဟာကျမတို့နော်သူကသေစီတတ်တဲ့ကာလဒါနရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်နေ့12နာရီနောက်ပိုင်းမှာနော်ကာလဒါနရုပ်ဆိုတာဒါလူတွေအများကြီးကိုသေချေပျက်စီးစေတဲ့ရုပ်ကိုအဲ့လိုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်အဲ့တော့တနေ့တာလုံးအဲ့နေ့ဟာပြောမယ်ဆိုရင်တော့ဧပြီလ10ရက်နေ့ကတနေ့တာလုံးနေမကောင်းပါဘူးเนาะနေမကောင်းတဲ့အတွက်ကျမတို့ကအထူးဂရုစိုက်ပြီးတော့နေရပါမယ်เนาะအထူးဂရုစိုက်ပြီးတော့နေပါဟုတ်ပြီအဲ့လိုနေမှာကျမကရရတစ်ခုကျမလောက်ထားပါတယ်အဲ့ဒါပါလဲဆိုတော့เนาะမြန်မာနိုင်ငံအတွက်ဆိုရင်ဧပြီလ10ရက်နေ့ကနေထွက်ချိန်ကနေထွက်ချိန်เนาะနေထွက်ချိန်ကမနက်6နာရီနဲ့14မိနစ်မှာနေထွက်ပါတယ်အဲ့တော့ကျမက9နာရီနဲ့30မတိုင်ခင်မှာပထမအချိန်မှာရရလှုပ်စေချင်ပါတယ်เนาะနေ့ကျန်းတဲ့အတွက်အဲ့နေ့မှာတော့တကယ်ကိုရရလှုပ်စေချင်တယ်အမောင်ကာလကတော့တနေ့လုံးအမောင်ကာလလို့ပြောလို့ရနိုင်တဲ့နေ့ဖြစ်ပါတယ်အဲ့တော့အဲ့နေ့မှာအများစုဝတ်တဲ့အယောင်ကတော့အဖြူရောင်ဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်ကတော့အဖြူရောင်ဖြစ်တယ်ရေရအနေနဲ့ဘာလုပ်ရမလဲလို့ပြောရင်ကျမတို့နဝင်းစွန်းကပ်ပါမယ်เนาะနဝင်းစွန်းဆိုတာကျမတို့ထမင်းအဖြူကိုစွန်းလို့ခေါ်ပါမယ်စွန်းကိုကျမတို့ကစီစမ်းစားဖြူပြီးတော့เนาะဖျားမှာလှူပါမယ်နဝင်းစွန်းကပ်ပါမယ်เนาะလက်ဖက်ကိုတွဲပြီးတော့ကတ်လို့ရပါတယ်လက်ဖက်မှာဘာစီမှမစမ်းဘူးဘာစားမှမစမ်းမနဲ့ပကံအဖြူပေါ်မှာလက်ဖက်အသားကြီးပဲเนาะအကျော်တွေဘာတွေမထည့်ဘူး
လက်ဖက်အသားကြီးတင်ပြီးတော့ကတ်ပါမယ်အဲ့ဒါလည်းနဝင်းဆွန်းပါပဲเนาะနဝင်းဆွန်းကတ်ပါမယ်ပြီးတော့ကျမတို့အဲ့နေ့မှာကျမတို့ကမုံအနီရောင်မုံနီဆိုတာအနီရောင်ရှိတဲ့မုံ8ခုကိုကျမတို့လှူဒန်းပါမယ်เนาะတခါလေးတွဲပြီးတော့ကတ်ပါမယ်မှတ်ထားပေးပါเนาะအနီရောင်ရှိတဲ့မုံ8ခုဘာအယောင်အနီရောင်ရှိရင်ရပြီเนาะအနီရောင်ရှိတဲ့မုံ8ခုဥမာချိုချင်းအနီရောင်လေး8ခုလေးရတယ်เนาะကျမဆိုရင်ဘာလုပ်လဲဆိုတော့ဝေဖာအနီရောင်လေး8ခုဝေဖာတစ်ချက်ကိုကျမအနီရောင်ဟိုပါပေါ့ဝေဖာအနီလေးကို8ခုဖြစ်အောင်လုပ်တယ်ပေါ့เนาะအဲ့8ခုဆိုရင်ရပါတယ်ဟုတ်ပြီအဲ့ဒါပြီးတော့ကျမတို့ဘာလုပ်မလဲပေါ့เนาะကျမအဲ့နေ့ကနေ10ရက်နေ့ကနေပြီးတော့12ရက်နေ့ထိလုံးဝမင်းအဒိဋ္ဌံကိုကျမပြောပါမယ်ခုနကျမပြောသလိုပဲနဝင်းဆုံးကတ်မယ်နော်လက်ဖက်လှူမယ်နောက်ပြီးတော့မုံအနီရောင်မုံလှူပါမယ်အဲ့ဒါကအင်္ဂါနေ့မှာပြီးရင်ကျမတို့ကဘာလုပ်မလဲလို့ပြောရင်နော်တရဏဂုံကိုကျမတို့ဒီပါဖျားရှိခိုးမယ်ပေါ့နော်ကျမပြန်ပြောပါမယ်နော်ဖျားရှိခိုးမယ်ဖျားမရှိခိုးခင်မှာကျမတို့ဘာလုပ်မလဲလို့ပြောရင်ဖျားရှင်ကိုအလင်းတိုင်နော်အလင်းတိုင်3တိုင်အမွှေးတိုင်5တိုင်ပူဇော်မယ်အလင်းတိုင်3တိုင်အမွှေးတိုင်5တိုင်ပူဇော်မယ်ပြီးရင်ကြေးဖလားလေးရှိတယ်ဆိုရင်ကြေးဖလားလေးတစ်လုံးထဲမှာဖျောင်းတိုင်တစ်တိုင်ကိုကျမတို့မီးထွန်းမယ်ကြေးဖလားထဲမှာဖျောင်းတိုင်တစ်တိုင်ထည့်ပြီးတော့ဖျားစင်ပေါ်မှာအရင်ဦးဆုံးပူဇော်ပြီးတော့မီးထွန်းပါမယ်နော်ပြီးလို့ရှိရင်အဲ့ဒီဖျောင်းတိုင်ထွန်းထားတဲ့ကြေးဖလားလေးကိုကျမတို့ကနော်ရေကန်ကိုယ့်ရဲ့ကိုဘေးနားမှာပဲရေစလုံးပဲဖြစ်ဖြစ်เนาะဒီဟိုပေါ့ရေစလုံးပဲဖြစ်ဖြစ်เนาะရေအိုးပဲဖြစ်ဖြစ်เนาะတခုခုထားပါအဲ့ဒီမှာအဲ့ဒီခုနဂျေးဖလားလေးကိုပူဇော်ပြီးမှเนาะအဲ့ဒီစလုံးလေးကိုကျမတို့ပြန်ပြီးတော့ပြောင်းထည့်မယ်เนาะအဲ့တော့ဆက်ဖျားမှာပူဇော်နေတဲ့အချိန်မှာတော့အဲ့ဂျေးဖလားလေးထဲမှာဖျောင်းတဲ့တစ်တိုင်းထွန်းပြီးတော့ပူဇော်ထားမယ်ဖျားရှင်ကိုဖျောင်းတိုင်း3တိုင်းပူဇော်ထားတာတက်အမွှေးတိုင်း5တိုင်းပူဇော်ထားတာတက်เนาะအဲ့လိုပူဇော်ထားပြီးပြီဆိုရင်ကျမတို့စိုးနေလဲကပ်ပြီးပြီဖျားရှိခိုးမယ်5ပါးသီလကိုတိတ်တိတ်ချာချာယူပါမယ်5ပါးသီလကိုတိတ်တိတ်ချာချာယူပြီးရင်တရဏဂုံတီးပါမယ်တရဏဂုံကိုကျမတို့ပတိတပတ်စိတ်လိုက်မယ်เนาะဗုဒ္ဓံတရဏကိစ္ဆာမိဓမ္မံတရဏကိစ္ဆာမိတန်ဃံတရဏကိစ္ဆာမိเนาะတလုံးချလို့ရတယ်ဗုဒ္ဓံတရဏကိစ္ဆာမိဓမ္မံတရဏကိစ္ဆာမိတန်ဃံတရဏကိစ္ဆာတလုံးချင်းစီချသွားလို့ရဗုဒ္ဓံတရဏကိစ္ဆာမိဓမ္မံတရဏကိစ္ဆာမိတန်ဃံတရဏကိစ္ဆာမိဆိုပတိတပတ်ပြည့်အောင်စိတ်ပါမယ်အဲ့လိုပတိတပတ်ပြည့်အောင်စိတ်ပြီးပြီဆိုရင်တန်ပုတ်တွေကို36ခေါက်ပူဇော်ပါမယ်တန်ပုတ်တွေ36ခေါက်ပူဇော်မယ်တန်ပုတ်တွေ36ခေါက်ပူဇော်ပြီးပြီဆိုရင်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်ပါမယ်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်မယ်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်ပြီးပြီဆိုရင်မေတ္တာတုတ်ကိုကျမတို့28ခေါက်ပူဇော်ပါမယ်မေတ္တာတုတ်ကိုကျမတို့28ခေါက်ပူဇော်ပြီးပြီဆိုရင်ကျမတို့ကနတ်မင်းကြီး၄ပါးကိုမေတ္တာပို့ပြီးတော့ကျမတို့ဆုတောင်းပါမယ်เนาะဘလို့ဆုတောင်းမလဲဆိုတာကျမအခုပြောပြပါမယ်အရှိဘရ၌ရှိသောတထရထနတ်မင်းကြီးကျမ်းမာပါစေချမ်းသာပါစေဖုံးတကူများလဲတိုးတက်ပါစေအရှိရက်မှာတထရထနတ်မင်းကြီးတောင်ရက်၌ရှိသောဝိယူတကနတ်မင်းကြီးကျမ်းမာပါစေချမ်းသာပါစေဖုံးတကူများလဲတိုးတက်ပါစေနော်ပြီးရင်အနောက်ရက်မှာဝိယူပခနတ်မင်းကြီးကျမ်းမာပါစေချမ်းသာပါစေဖုံးတကူများလဲတိုးတက်ပါစေမြောက်ရက်ကကုဝေယနတ်မင်းကြီးကျမ်းမာပါစေချမ်းသာပါစေဖုံးတကူများလဲတိုးတက်ပါစေအဲ့လိုမေတ္တာပို့ဆုတောင်းပြီးပြီဆိုရင်နတ်မင်းကြီးများရဲ့မဟာကရုဏာတော်ဖြင့်တဘာဝဘေးများကင်းဝေးပြစေတတ္တဝါတွေပေါ်မှာတဘာဝဘေးများနော်မကြရောက်စေဘဲဘေးအန္တရာယ်များကင်းဝေးစေဖို့ကျွန်ုပ်ကမေတ္တာပို့ဆုတောင်းပါတယ်ဆိုပြီးတော့နတ်မင်းကြီး၄ပါးကိုအဲ့ဒီလို၃ချိန်တိုင်ယူပြီးတော့เนาะကျမတို့အဲ့လိုဆုတောင်းပါမယ်เนาะနတ်မင်းကြီးများရဲ့မဟာဂရုဏာတော်ဖြင့်เนาะတဘာဝဘေးများမှတဘာဝဘေးအန္တရာယ်များမှကင်းဝေးပြစေကင်းဝေးစေဖို့စောင့်ရှောက်ပေးပါလို့လဲဆုတောင်းလို့ရတယ်เนาะဒါကျမတို့ကအရင်ဆုံးတော့เนาะကျမ်းမာချမ်းသာစေဖို့အတွက်ကျမတို့ကဒါမေတ္တာပို့မယ်ပေါ့เนาะကျမ်းမာပါစေချမ်းသာပါစေဖုံးတကူတိုးပါစေဒါတွေပို့ပြီးရင်ကျမတို့เนาะနတ်မင်းကြီးတွေကိုစောင့်ရှောက်ပေးဖို့
နော်အဲ့ဒီလိုမျိုးကိုကဆူတောင်းလို့ရပါတယ်နော်အဲ့တော့ဟုတ်ပြီအဲ့လိုလုပ်ပြီးပြီနတ်မင်းကြီးတွေကိုနော်အဲ့ဒီလိုလုပ်နေရင်းနဲ့မှအတိတ်ဆိုးနမိတ်ဆိုးတွေနဲ့ကြုံလာတယ်ဆိုတာရှိတတ်တယ်နော်အဲ့လိုမျိုးလုပ်နေရင်ဒါကတော့မနေ့ပိုင်းမှာလုပ်ပြီးသွားပြီဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာလေးနေတာပဲဖြစ်ဖြစ်အတိတ်ဆိုးနမိတ်ဆိုးတွေကိုကတခုခုမြင်လိုက်ရတာပဲဖြစ်အဲ့လိုကြုံခဲ့ရင်နော်ဘာပရိတ်ကြီးဆက်တုတ်ရွတ်ပါမယ်ဒါပေမဲ့တချို့ကပရိတ်ကြီးဆက်တုတ်လုံးရွတ်ဖို့ပြင်းတဲ့လူတွေရှိတယ်နော်အဲ့ဒါဆိုရင်ကျွန်မကဘာတုတ်ကိုရွတ်စေချင်တယ်လဲလို့ပြောရင်နော်ခန္ဓာတုတ်ရဲ့ပုပ္ပနာတုတ်ရဲ့အဲ့ဒီတုတ်နှစ်ခုကိုတော့ဖြစ်အောင်ရွတ်ပေးပါနော်ခန္ဓာတုတ်နဲ့ပုပ္ပနာတုတ်အဲ့တုတ်နှစ်ခုပရိတ်ကြီးဆက်တုတ်ကိုရွတ်မှာပြင်းတယ်ဆိုရင်ခန္ဓာတုတ်နဲ့နော်ပုပ္ပနာတုတ်ကိုတော့အဲ့တုတ်နှစ်တုတ်ကိုတော့ဖြစ်အောင်ရွတ်ပေးပါကျမကမေတ္တာရက်ခံနေပြီးတော့ဒါရဏပရိတ်ကိုလည်းနေ့တိုင်းပူဇော်ပေးပါနော်ဟာဆီယမပရိတ်ကြီးဆက်တုတ်ပူဇော်ခိုင်းတယ်ဒါရဏပရိတ်ပူဇော်ခိုင်းတယ်လို့ကျမကိုအဲ့လိုမြင်နိုင်ပါတယ်ဒါပေမဲ့ကျမတကယ်ကိုဒါရဏပရိတ်ရဲ့အစွမ်းတကူကိုလေကျမယုံကြည်တယ်အဲ့ဒီလိုပဲနော်မေတ္တာတုတ်နော်ကျမဟိုလေဟိုကျမတခုကျမသိသွားတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘလိုမျိုးပေါ့နော်ဒီသဘာဝဘေးတွေကိုကျမတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဘလိုမျိုးနီးနဲ့နော်ကြော်လွှားနိုင်တယ်လေနော်ဂျိုစည်းချိုနေမကောင်းတဲ့အခါမှာကျမတို့ကနော်ဂျိုစည်းချိုနေမကောင်းတဲ့ပုပ္ပနာတုတ်ပရိတ်ကြီးဆက်တုတ်ကျမတို့ကပူဇော်တယ်ဒါမှန်တယ်ဒါပေမဲ့တချို့ကြတော့ပရိတ်ကြီးဆက်တုတ်ပူဇော်ဖို့အတွက်တချို့လူတွေအတွက်ခက်ခဲတာမျိုးရှိတယ်အဲ့လိုလူတွေအတွက်ကဘာလို့ဟွာဖြစ်စေတယ်လဲလို့ပြောရင်ကျမမေတ္တာဘာဝနာပွားတာကအထီရောက်ဆုံးပဲเนาะဂျိုစည်းဂျိုနေမကောင်းဘူးเนาะရောက်လာနိုင်မဲ့ဘေးတွေမကြုံရတော့ဘူးအဲ့ဒါကျမကိုတွေ့တကယ်ပါเนาะကျမ2022ကမှစပြီးတော့ကျမမေတ္တာဘာဝနာပွားပါတယ်အဲ့လိုပွားတဲ့အချိန်ကနေစပြီးတော့ကျမပွားတဲ့အခါမှာ32ပုံကိုမေတ္တာပို့တဲ့နီးနဲ့ကျမတနေ့ကိုမေတ္တာတုတ်ကို31ခေါက်ပွားတာပါเนาะတနေ့ကိုမေတ္တာတုတ်31ခေါက်ကျမပွားတယ်ပြီးမှကျမကเนาะတရားထိုင်တယ်လို့မေတ္တာဘာဝနာပွားတဲ့နည်းကိုလုပ်တာပထမဦးဆုံးတော့ကျမကတရားတန်းပြီးတော့တရားမထိုင်နိုင်ပါဘူးအဲ့ဒီမေတ္တာတုတ်ကိုတနေ့ကို31ခေါက်ပူဇော်တာပဲပွားများတာပဲရှိပါတယ်เนาะအဲ့တော့အဲ့လိုပွားတဲ့အကျိုးကျေးဇူးကဘာဖြစ်တယ်လဲလို့ပြောရင်ကျမသူယုံမာတွေနဲ့ဝေးလာတယ်เนาะကျမအဲ့ဒီမေတ္တာဘာဝနာပွားပြီးနောက်ပိုင်းမှာကျမတွေ့သမျှလူကောင်းနေကြီးပဲနော်တကယ်ကိုကျမတွေ့သမျှကြုံသမျှအကုန်လုံးကလူကောင်းနေကြီးပဲတွေ့လိုက်တာနဲ့ကျမကိုကူညီမယ်ဆိုတဲ့လူတွေကြီးပဲအဲ့လိုလူမျိုးတွေနဲ့ပဲကျမတွေ့ပါတယ်နော်အဲ့ဒါဟာတကယ်ကိုမေတ္တာဘာဝနာပွားတဲ့အကျိုးကျေးဇူးလို့ကျမလေးလေးနက်နက်ယုံကြည်တယ်အဲ့ဒါကြောင့်နော်ချစ်တော်သူများလည်းမေတ္တာဘာဝနာကိုပွားပေးပါဒါရဏပရိတ်ကိုလည်းပူဇော်ပေးပါကျမဒါရဏပရိတ်ကိုကျမမေ့နေတာတော်တော်ကြာပါပြီဒါပေမဲ့ကျမဖေဖေကဒါရဏပရိတ်ကြောင့်မီးကွင်းခဲ့ဘူးတယ်နော်ကျမငငယ်တုန်းကကျမဖေဖေကဒါရဏပရိတ်ကိုငငယ်လေးတည်းကကျမပူဇော်တတ်တယ်ဖေဖေကပြောတယ်သမီးဒါရဏပရိတ်ကနော်ပူဇော်ရတဲ့အကျိုးကျေးဇူးတွေရောအနက်အဓိပ္ပာယ်တွေရောငငယ်လေးတဲ့ဖေဖေကကျမတို့မောင်နှမတွေကိုပြောပြတယ်သင်ပေးခဲ့တယ်ဘာကြောင့်လဲဖေဖေကိုယ်တိုင်နော်ဖေဖေနဲ့သူ့ရဲ့တပည့်လေးအတူတူနော်ဟိုဖေဖေကမီးချစ်ကနေမီးပြနေရသူ့တပည့်လေးကဖေဖေနားမှာဟိုအလုပ်ဖေဖေရှီကနေရှေ့နေပညာသင်တဲ့တပည့်ပေါ့နော်ဖေဖေတပည့်ကဒီလိုမျိုးဟိုမီးအိမ်ထဲကို तू ကရေနံစီလောင်းထည့်တာနော်အဲ့ဒီအချိန်မှာမီးကဖေဖေနဲ့တော်တော်ဝေးပါတယ်မီးကဘလို့ဖြစ်လဲဆိုတော့မီးကထပြီးတော့ဟတ်တာရေနံစီနဲ့ဒီဟိုပေါ့ gas မီးနဲ့ဆိုတော့တွေ့တော့အဲ့မီးကလေဖေဖေအမှန်တော့ဖေဖေကိုဟတ်ရမှာဖေဖေကိုမဟတ်ဘဲနဲ့ဖေဖေကိုကြော်ပြီးတော့အဲ့ဒီအကိုသွားပြီးတော့ဟတ်တာပေါ့နော်ဟာအဲ့တော့လေကြည့်လိုက်တာအဲ့တော့ဖေဖေကလေအော်တဲ့ဒါပြောဖေဖေဖြစ်ရမှာပေါ့နော်ဒါပေမဲ့ဖေဖေက तू ကဒါဒနာပရိတ်ကိုအမြဲတမ်းပူဇော်တယ်ဒါဒနာပရိတ်ပူဇော်တဲ့ဒါအကျိုးပေါ့နော်အဲ့တော့ကျမကလည်းမေတ္တာရက်ခံခြင်းနဲ့ဒါဒနာပရိတ်ကိုပူဇော်ပါလို့ကျမကမေတ္တာရက်ခံခြင်းနဲ့နော်အဲ့တော့ဆက်ပြီးတော့ကျမပြောပြစီနော်အဲ့တော့ခုနပြောတဲ့အဓိဋ္ဌာန်ပေါ့နော်အဲ့လိုပူဇော်ပြီးပြီဆိုရင်စောတုန်းကကျမပြောခဲ့တဲ့နော်ရေကွက်ထဲကြေးကွက်ထဲမှာကျမတို့ထည့်ထားတဲ့ကြေးကွက်ထဲမှာထည့်ထားတဲ့ဖျောင်းနိုင်လေးထွန်းထားတဲ့နော်ဒီကြေးဖလားလေးကိုရေအိုးကိုနားမှာရှိရဲ့ရေအိုးသို့မဟုတ်ရေပုံးထဲမှာထည့်လိုက်ပါ
ထဲ့လိုက်တဲ့ခါကျတော့ तू ကပေါ်နေအောင်ထဲ့ပါเนาะအဲ့လိုထဲ့ပြီးပြီဆိုရင်ကိုကဘာပြောရမလဲဆိုရင်เนาะတဘာဝဘေးကင်းကြပါစေเนาะခုနှစ်သားသမီးတွေတဘာဝဘေးကင်းပါစေတတ္တဝါတွေတဘာဝဘေးဒဏ်မှလွတ်ကင်းပါစေကိုယ့်အတွက်ကိုဆူတောင်းစရာမလိုဘူးအဲ့လိုမျိုးဆူတောင်းပေးပါเนาะဒါဟာဆူတောင်းပေးတဲ့လူများရင်များသလောက်ကျမတို့ဒီတဘာဝဘေးကိုကျမတို့เนาะကြော်လွှားနိုင်ပါလိမ့်မယ်เนาะအဲ့တော့ကျမဒါကိုเนาะကျမဘယ်လိုပြောရမလဲအကောင်းဆုံးကျမတို့ဖြတ်ကျော်နိုင်ဖို့အတွက်ဆိုရင်ကျမတို့မှာတခြားအားကိုးစရာလည်းမရှိပါဘူးเนาะဒီလိုမျိုးမင်းဆိုးမင်းညစ်တွေနဲ့ကျမတို့ကြုံနေရတဲ့ကာလမှာเนาะအဲ့တော့ကျမတို့ရဲ့ဒါနသီလဘာဝနာကိုပဲကျမတို့အားကိုးကြမယ်เนาะဒါနသီလဘာဝနာကိုအားကိုးမယ်နတ်မင်းကြီးတွေကိုကျမတို့မေတ္တာပို့မယ်เนาะနတ်မင်းကြီးတွေကလည်းတကယ်ကိုစောင့်ရှောက်ပါတယ်เนาะကျမကတော့နတ်မင်းကြီး၄ပါးတွေ32ဘုံကိုကျမကယုံကြည်တဲ့လူဖြစ်တယ်เนาะအဲ့ဒါကြောင့်ကျမအမြဲတမ်းလဲမေတ္တာပို့တယ်เนาะသူတို့ကိုလည်းကျမတို့ကိုကူညီစောင့်ရှောက်ဖို့ကျမအမြဲတမ်းပဲเนาะမေတ္တာပို့ပြီးတော့ဆုတောင်းပါတယ်เนาะအဲ့တော့ပြောမယ်ဆိုလို့ကိုးကွယ်ဖို့မဟုတ်ဘူးနတ်မင်းကြီးတွေဒါပေမဲ့အားကိုးလို့တော့ရတယ်เนาะအားကိုးဖို့တော့ဟုတ်ပါတယ်เนาะအဲ့တော့ဧပြီလ10ရက်နေ့ကိုအဲ့လိုမျိုးကျမတို့ဖြတ်သန်းမယ်ဟုတ်ပြီဧပြီလ9ရက်နေ့ပေါ့เนาะ9ရက်နေ့ကိုကြည့်မယ်ဆိုရင်တော့9ရက်နေ့ကတော့သူကเนาะဗုဒ္ဓဟူးနေ့ဖြစ်တယ်เนาะပြောမယ်ဆိုလို့ရှိရင်เนาะသုတိယရုပ်ရတဲ့ဖြစ်တယ်เนาะသုတိယရုပ်ဆိုတာကကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့ကျောင်းအိမ်တိုက်တာတွေအစာဦးတွေเนาะစောက်လုပ်ရနိုင်စေတဲ့ရုပ်ဖြစ်တယ်เนาะအဲ့ဒီရုပ်ကတော့ဗုဒ္ဓဟူးနေ့မှာအဲ့ဒီပြောမယ်ဆိုလို့ရှိရင်တော့နေ့ရအသင့်တင်ကောင်းတဲ့နေ့လို့ပြောလို့ရပါတယ်ဒါပေမဲ့အမောင်ကာလရှိတယ်အမောင်ကာလကနော်နေ့12နာရီကနေပြီးတော့နေ့1နာရီနဲ့30မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးအိမ်ပြင်ခြင်းတဲ့လူတွေပါဒီအဲ့နေ့မှာစတိလေးပြင်လို့ရတယ်ဒါပေမဲ့အမောင်ကာလဖြစ်တဲ့နေ့12နာရီကနေနေ့1နာရီ30အတွင်းကတော့မပြင်ပါနဲ့အဲ့ဒီဟာအခါမကောင်းပါဘူးเนาะအဲ့ဒီနေ့မှာကျမတို့ဟုတ်ပြီအဲ့ဒီနေ့မှာရောเนาะဘာတွေဆက်ပြီးတော့ပူဇော်မလဲကျမခုနပြောတဲ့နော်ဖျောင်းနဲ့အလင်းတိုင်ပေါ့နော်အလင်းတိုင်3တိုင်အမွှေးတိုင်5တိုင်ဟုတ်ပြီဆီယမရဲ့ကျွန်တော်တို့နေ့တိုင်းတော့အဲ့ဒါကြီးမထွန်းနိုင်ဘူးလားဟလာဒါလဲငွေကြီးအခက်ခဲရလေရှိသေးတာ哦အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲလို့ပြောရင်နေ့သားအလိုက်နော်ပူဇော်ရမယ့်ဟာကိုကျွန်မပြောပါမယ်နော်တနင်္ဂနွေသားသမီးတွေဆိုရင်ဖျောင်းနိုင်တတိုင်ထုံးပြီးတော့ပူဇော်ပါဖျောင်းနိုင်တတိုင်ထုံးပါတနင်္လာသားသမီးနဲ့ကြာသပတေးသားသမီးကတော့နဝင်းစွန်းကတ်ပါနော်နဝင်းစွန်းမကတ်နိုင်ဘူးဆိုရင်လက်ဖက်ကိုနဝင်းစွန်းနေနဲ့ကတ်လို့ရပါတယ်နော်လက်ဖက်လေးကိုနည်းနည်းပုံလိုက်နည်းနည်းလေးလက်ဖက်လေးကိုစွန်းတော်အတွက်ကိုဒါနည်းနည်းလေးခွဲထားပြီးတော့လက်ဖက်လေးကိုအများတန်းပုံပြီးတော့လှူဒန်းလို့ရတယ်အဲ့ဒါကနဝင်းစွန်းပါနော်ကြာသပတေးနဲ့တနင်္လာသားသမီးကနဝင်းစွန်းကတ်လူပါနော်အင်္ဂါနဲ့ရာဟုသားသမီးကရက်တောင်လုပ်ပြီးတော့ဖះကိုလှူပါရက်တောင်လို့ပြောတဲ့ခါမှာကျမတို့နော်ပြောမယ်ဆိုလို့ရှိရင်တော့ကိုဟာကိုစက်ကူဖြူဖြူလေးနဲ့ရက်ကောင်လေးချိုးပြီးတော့ဖះကိုတနေ့ကိုရက်တောင်တစ်ခုရက်လှူလို့ရပါတယ်နော်စနေသားသမီးကတော့အမွှေးတိုင်တတိုင်းနော်အမွှေးတိုင်ထွန်းပြီးတော့ပူဇော်ပါဗုဒ္ဓဟူးသားသမီးကတော့ဖြော်ရည်ပူဇော်ပါတချို့လူတွေကခက်ခဲတယ်ဖြော်ရည်မရှိဘူးဆိုရင်ရေထဲမှာတကြားလေးထည့်နော်ရေထဲမှာတကြားလေးထည့်ပြီးတော့နော်တကြားဖြော်ရည်လေးလှူဒန်းလို့ရပါတယ်နော်တောက်ကြသားသမီးတွေကတော့တောက်တော်ရေကတ်လို့ရပါတယ်နော်တောက်ကြသားသမီးရရိုးရိုးရေတက်တောက်တော်ရေကိုပဲကတ်လို့ရပါတယ်နော်အဲ့လိုကတ်ပြီးပြီဆိုလို့ရှိရင်နော်စောလုံးကကျွန်မပြောသလိုပဲတရဏဂုံတီးမယ်ပတိတရဏဂုံတီးဆောက်မယ်ပေါ့နော်တီလာယူမယ်တရဏဂုံတီးဆောက်မယ်ပြီးရင်ကျမတို့နော်စောလုံးကအတိုင်းပဲတန်ပုတ်တွေ36ခေါက်ရွတ်မယ်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်မယ်ပြီးရင်မေတ္တာသုတ်ကို18ခေါက်ပူဇော်မယ်နတ်မင်းကြီးတွေကိုတဘာဝဘေးကနေလွတ်ကင်းစေဖို့ကင်းဝေးစေဖို့အတွက်မေတ္တာပို့ပြီးတော့ဆုတောင်းမယ်ပေါ့နော်ဒါတွေလုပ်မယ်ဒီနေရာမှာတချို့ကမေတ္တာသုတ်မရဘူးဆိုရင်ဘယ်လိုလုပ်မလဲဒါလေးရှိတယ်နော်မေတ္တာသုတ်မရဘူးဆိုရင်အခုကျမပြောတဲ့အတိုင်းကိုပူဇော်လို့ရပါတယ်နော်ဘာလဲလို့ပြောရင်နော်ကျမတို့နော်တယောက်ကိုတယောက်မေတ္တာပို့တယ်လို့ပဲเนาะ
နော်လူနဲ့ပြန်မှာတတ္တဝါတွေကျမ်းမာပါစေချမ်းသာပါစေဘေးရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေကောင်းရာမွန်ရာတို့ကိုသာစင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစေဒါကိုကျမတို့နော်28ခေါက်ပြည့်အောင်ယူပြီးတော့နော်ဆူတောင်းလို့ရတယ်နော်လူနဲ့ဗြဟ္မာတတ္တဝါတွေဆိုတော့32ပုံအကုန်ပါပါတယ်နော်လူနဲ့ဗြဟ္မာတတ္တဝါတွေကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေကောင်းရာမွန်ရာတို့ကိုသာစင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစေအဲ့လိုမျိုးကျမတို့28ခေါက်ရွတ်ဖတ်ပြီးတော့နော်မေတ္တာဘာဝနာပွားလို့ရပါတယ်နော်အဲ့တော့10ရက်နေ့ဧပြီလ10ရက်နေ့ကကြတော့သူကတော့နော်နည်းနည်းပြောမယ်ဆိုလို့ရှိရင်တော့အကောင့်အဆိုးရောထွေးနေတဲ့ရက်ဖြစ်တယ်เนาะသူကဂဒါရုပ်ရထားတယ်ဂဒါရုပ်ဆိုတာကအတတ်ပညာတွေစုပ်ယုပ်စေတဲ့ရုပ်ကိုခေါ်တာเนาะပြောမယ်ဆိုရင်အဲ့လိုနေ့မှာရတရားခြေတာတို့เนาะဒါမျိုးစေးဖော်တာတို့ဒါကောင်းရမွန်ရတွေလှုပ်လို့မကောင်းတဲ့နေ့ပဲဒါပေမဲ့ကျမတို့ကကုသိုလ်ရေးဆိုတာတော့အချိန်မျိုးဒါလှုပ်လို့ကောင်းတယ်เนาะအဲ့တော့10ရက်နေ့မှာကျမတို့เนาะစောရုံးကပြောထားတဲ့အတိုင်းပဲကျမတို့အဲ့လိုရေတရားခြေပါမယ်เนาะရေတရားခြေတာမဟုတ်ကုသိုလ်ရေးလုပ်မယ်ပေါ့เนาะရေတရားခြေတာလို့ကျမမသုံးချင်ပါဘူးဒါကုသိုလ်ရေးလေးလုပ်မယ်ပေါ့เนาะအဲ့တော့မနဲ့သူအမှောင်ကာလကเนาะနေ့တနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းအမှောင်ကာလဖြစ်တယ်เนาะဧပြီလ10ရက်နေ့ကအကောင့်အဆိုးရောထွေးနေတဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာကံကောင်းလက်ပွင့်စေတဲ့အယောင်ကအဖြူရောင်ပဲဖြစ်တယ်เนาะကံကောင်းလက်ပွင့်စေတဲ့အယောင်ကတော့အဖြူရောင်ဖြစ်တယ်စွန့်ကပ်မယ်ဆိုရင်အဲ့နေ့မှာသူကကြာသပတေးနေ့ဖြစ်တယ်เนาะဒါပေမဲ့ကျမတို့ကစွန့်ကပ်မယ်ဆိုရင်နဝင်းစွန်းကျမတို့ကတ်လို့ရတယ်လက်ဖက်ကိုကျမတို့ကတ်လို့ရတယ်ပေါ့เนาะဟုတ်ပြီ17ရက်နေ့ပေါ့နော်ဧပြီလ17ရက်နေ့ကကြတော့သူကနော်သူကအဲ့မှာလေအကောင့်အဆိုးရောထွေးနေတာတွေ့ရတယ်နော်ကောင်းတာပါလေလို့ပြောရင်အမတရုပ်ဆိုတာသူချီးမြှင့်မြောက်စားခြင်းခံရတတ်တဲ့ရုပ်ကအမတရုပ်ပေါ့နော်ပစ္စည်းဥစ္စာတွေနော်ဆုံးရှုံးစေတတ်တဲ့မုတလာရုပ်နော်အဲ့ဒါညနေ9နာရီခွဲ9နာရီအလွန်မှာမုတလာရုပ်ရတယ်အဲ့တော့တရက်ထဲမှာသူကကောင်းတဲ့ရုပ်တစ်ခုမကောင်းတဲ့ရုပ်တစ်ခုရတယ်เนาะအဲ့တော့ဒါပေမဲ့ဒီလိုရက်ကတော့ကျမတို့ဂယုဆိုင်ရမယ့်ရက်ထဲမှာပါတယ်เนาะအမောင်ကာလကတော့မနက်10နာရီ30ကနေပြီးတော့နေ့12နာရီအတွင်းအချိန်ကာလကအမောင်ကာလဖြစ်တယ်ညနေ9နာရီကနေပြီးတော့ည12နာရီထိလေအမောင်ကာလဖြစ်တယ်ပြောမယ်ဆိုရင်တော့ဂယုဆိုင်ရမယ့်နေ့ထဲမှာပါပါတယ်เนาะအဲ့တော့ကျမခုနပြောတဲ့အဋိဌံလေးကိုလုပ်ပေးပါဒါလေးကိုလုပ်ပေးပါเนาะအဲ့တော့12ရက်နေ့ပြင်เนาะကျမအခုပြောချင်တယ်12ရက်နေ့ကလည်းအင်မတန်ဆိုးတဲ့နေ့เนาะ12ရက်နေ့မှာ तू ကသေစီတတ်တဲ့မြစ်စုရုပ်ရထားတဲ့နေ့ဖြစ်တယ်เนาะသေစီတတ်တဲ့မြစ်စုရုပ်နဲ့ဆင်းရဲဒုက္ခတွေတွေ့ကြုံရတတ်တဲ့ကာလရုပ်ရထားတဲ့နေ့ဖြစ်တယ်ပြောမယ်ဆိုရင်တော့ဆိုးတဲ့ရုပ်နှစ်ခုစလုံးရထားတဲ့နေ့ဖြစ်တယ်အဲ့နေ့อ่ะเนาะအဲ့တော့စနေနေ့ဟာစနေရက်နေ့ဟာစနေနေ့လည်းဖြစ်တယ်အဲ့လိုနေ့လည်းဖြစ်တဲ့အတွက်ကျမကတော့ခုနเนาะကျမတို့ရှေ့မှာเนาะဖြစ်နိုင်မယ်ဆိုရင်ကျမတို့เนาะ9ရက်နေ့ကလေးကအခုပြောတဲ့အဓိဋ္ဌာန်လေးကိုကျမတို့လှုပ်ထားမယ်ဆိုရင်เนาะ10ရက်နေ့တွေ12ရက်နေ့တွေကိုကျမတို့ကအဲ့ကတ်ပြီးမှလှုပ်တာမဟုတ်တော့ဘူးเนาะကျမတို့1ရက်လောက်ကြိုပြီးတော့9ရက်နေ့ကလေးကเนาะမနေ့ဖြန်ကလေးကကျမတို့ကเนาะလက်ဖက်စွန်းလေးနဝင်းစွန်းလေးကတ်မယ်เนาะတရဏဂုံလေးကိုပတိတစ်ပတ်စိတ်မယ်ဟလာပြီးတော့မြစ်တာပွားမယ်ပေါ့เนาะတဲ့ကျမရှေ့မှာကျမပြောထားခဲ့သလိုပဲနော်အရေးရဲ့အကြောင်းရဲ့ကြုံတဲ့အခါတိုင်းဗုဒ္ဓံတဏ္ဍကိစ္ဆာမိဓမ္မံတဏ္ဍကိစ္ဆာမိတန်ခန္တဏ္ဍကိစ္ဆာဒါကိုနှုတ်တက်ဒါကိုရွတ်ပါဒါကတကယ်ကိုအကျိုးလဲပေးပါတယ်နော်ဒါရဏပရိတ်ကိုလည်းနေ့တိုင်းပူဇော်သွားပါပရိတ်ကြီးဆက်တုတ်ကိုပူဇော်နေကြသူတွေကလည်းနေ့တိုင်းပရိတ်ကြီးဆက်တုတ်ကိုပူဇော်သွားပါနော်ပရိတ်ကြီးဆက်တုတ်ထဲမှာယရဏတုတ်ကလည်းကျမတို့ကပ်ဘေးတွေကင်းဝေးစေသလိုပဲအာရဏရိယတုတ်ကလည်းအခုလိုအချိန်မှာเนาะပုပ္ပနာတုံနဲ့အာရဏရိယတုတ်ကလည်းကျမတို့အခုလိုကာလကိုเนาะဖြတ်တန်းတဲ့အခါမှာအားကိုးရတဲ့တုတ်တော်တွေဖြစ်ပါတယ်အဲ့တော့ကျမကတော့ကျမချစ်တဲ့သူတွေကိုဘယ်လိုမျိုး
နော်ဘေးဒုက္ခမျိုးမှကျမမတွေ့စေချင်ပါဘူးဘသူကိုမဆိုကျမဘယ်လိုမျိုးဘေးဒုက္ခမျိုးမှမတွေ့စေမကြုံစေလိုတဲ့အတွက်ကျမနော်ပေးရမယ့်ဒီရက်တွေကိုကြော်ဖြတ်နိုင်မဲ့ကုသိုလ်ရေရာကိုကျမစူးစမ်းပန်းစားကျမရှာပြီးတော့မျှဝေခြင်းဖြစ်ပါတယ်နော်ဂျူရီမကောင်းသွားလာမကောင်းတဲ့ကာလမှာကျမတို့အတက်နိုင်ဆုံးနော်ဒေါသတွေကျမတို့မထားပဲနော်ကျမတို့စိတ်တွေစင်ကြယ်အောင်ပေါ့နော်ဟိုအခုလိုမျိုးကာလအားလုံးခက်ခဲတဲ့ကာလဖြစ်တယ်နော်အဲ့တော့တနေ့ကျမတို့ကဂျိုစီးချိုနေမကောင်းတာကကျမတို့မြန်မာနိုင်ငံတစ်ခုတည်းတော့မဟုတ်ဘူးအားလုံးပေါ်မှာဂျိုစီးချိုနေမကောင်းတာနော်ဒါပေမဲ့ကျမတို့မြန်မာပြည်ကတော့နော်ဘာချောင်းစစ်ဖြစ်နေတဲ့နေရာဖြစ်တဲ့အတွက်ဒေါသတွေနော်ပြောမယ်ဆို energy မကောင်းဘူးကျမတို့တိုင်းပြည်อ่ะနော်အဲ့လို energy မကောင်းတဲ့ကာလမှာကျမတို့တွေရဲ့မနှောစိတ်တွေထဲမှာနော်ဒေါသထွက်စရာတွေကလည်းအများကြီးပဲမှန်နေနော်ဒေါသထွက်စရာတွေအများကြီးမကျေနပ်စရာတွေအများကြီးနာကျင်စရာတွေအများကြီးတွေ့တယ်ဒါပေမဲ့အဲ့လိုကာလတွေမှာအတက်နိုင်ဆုံးအကုသိုလ်စိတ်တွေကိုရင်ထဲမှာရှိနေတဲ့အကုသိုလ်စိတ်တွေကိုဖယ်ရှားမယ်ကျမတို့ဖယ်ရှားပြီးတော့ဒီကာလမှာကျမတို့အတက်နိုင်ဆုံးနော်ငါဘာကူရမလဲငါတို့ဘာလှူရမလဲလူနေတဲ့လူတွေကိုငါတို့ဘာလေးမျှပေးရမလဲနော်တနေ့ငါတို့ဘလို့ကုသိုလ်လုပ်ရမလဲအဲ့လိုအတွေးတွေနဲ့ဖြတ်တန်းပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်ဒေါသတွေထားလိုက်ပါသူဒေါသထွက်လာတိုင်းထွက်တိုင်းကိုယ့်ရှိမှရှိတဲ့အကုသိုလ်လာဖြစ်တယ်နော်ကိုကပူလောင်ရတယ်အခုလိုကာလမှာနော်ကျမတို့ဒေါသနဲ့ဖြတ်တန်းလို့မရဘူးတချို့လူတွေအမတန်လောဘကြီးတယ်အတ္တကြီးတယ်ကျမသိပါတယ်တွေ့ပါတယ်ဒါပေမဲ့အဲ့လိုအတ္တတွေဒေါသတွေဟာကျမတို့တွေကိုပို့ပြီးတော့စိုးသွားစေပါတယ်အဲ့ဒါကြောင့်အတ္တတွေဒေါသတွေနဲ့ကျမတို့မဖြတ်တန်းဘူးအခုလိုကာလမှာငါတို့ဘသူ့ကိုဘလို့ကူညီရမလဲကိုကဒုက္ခရောက်နေတယ်ဆိုရင်တောင်မှကိုယ့်ထက်ပိုဒုက္ခရောက်နေတဲ့လူကိုဘလို့ကူရမလဲနော်ငါစီမှာဘာရှိလဲထမင်းတုံနှစ်ထုပ်ရှိရင်တစ်ထုပ်ကိုပေးမယ်သူများကိုပေးစားမယ်အဲ့ဒီလိုမျိုးဘာကူရမလဲဘာလူရမလဲဆိုတဲ့စိတ်နော်စိတ်ထဲမှာဘလို့အကုသိုလ်မျိုးကိုမှအဝင်မခံမဲနဲ့ကုသိုလ်ကိုပဲကျမတို့တနေ့ပြီးတနေ့ကုသိုလ်ကိုပဲကျမတို့လုပ်ရင်းနဲ့ကျမတို့ဖြတ်တန်းသွားရအောင်လို့ကျမအနေနဲ့အကြံပြုပြီးတော့တိုက်တွန်းချင်ပါတယ်နော်ဒီကာလမှာကိုယ်စိတ်ထဲမှာရှိတဲ့အတိုင်းပဲအကျိုးပေးတတ်ပါတယ်အဲ့ဒါကြောင့်ကျမဂယုစိုက်ဖို့အတွက်ကျမမှားကြားတာပါနော်ဒေါသစိတ်တွေလောဘစိတ်တွေဘလို့မှအဝင်မခံပါနဲ့เนาะတခါတလေကျမကိုယ်တိုင်လေဒေါသထွက်လာရင်ကျမဘာလုပ်လိုက်လဲမေတ္တာတော့ထိုင်ရွတ်ပလိုက်တယ်ဒေါသမတည်မချင်းကျမထိုင်ရွတ်နေတာဘယ်နှခေါက်မှမသိဘူးဘာကြောင့်လဲမေတ္တာတော့ရွတ်တဲ့အတွက်ကိုယ့်ဟာကိုယ်တော့အရင်ဆုံးကိုယ့်ရဲ့ဒေါသမီးတော့အရင်ဆုံးပါသွားတယ်ဒေါသနဲ့မတုံ့ပြန်ဖြစ်တော့ဘူးဒေါသနဲ့မပြောတော့ဘူးဒေါသနဲ့မလုံးဖြစ်တော့ဘူးเนาะအဲ့တော့ချစ်တော်သူများကိုလေကျမအနေနဲ့မေတ္တာနဲ့တိုက်တွန်းပါတယ်ဒီလိုကာလမှာဘသူ့ကိုဘလို့ကူရမလဲငါတို့နော်ဘာတွေလှူရမလဲငါတို့ဒီနေ့ကုသိုလ်ရအောင်ဘာတွေလုပ်မလဲနော်ဒါနကုသိုလ်ပြင်သီလအားကောင်းတယ်ဆိုရင်လေဒီလိုဘေးတွေကိုကျမတို့ကြော်လွှားနိုင်တယ်နော်ဒါနသီလဘာဝနာဆိုတာကျမတို့ထိုင်ပြီးတော့ဘုရားရှိခိုးပွားများနေမှာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ထဲမှာအကုသိုလ်စိတ်ကိုမောင်းထုတ်ပြီးတော့ကုသိုလ်စိတ်ကိုနော်အမြဲတမ်းဝင်အောင်ကြိုးစားအားထုတ်နေတာလေဘာဝနာပဲဖြစ်ပါတယ်အဲ့တော့ချစ်တော်သူများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဘေးဆိုးအန္တရာယ်ဆိုးတို့ကနေလွတ်မြောက်ကြပါစေကောင်းရာကောင်းကျိုးတို့ကိုသာစင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစေရှင်ကျမတို့ပြန်ဆောင်ပါမယ်နော်